စစ်ဘေးတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည်၄သိန်းကျော်စားဝတ်နေအကြက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်တွင်းမှာစစ်ရေးပဋိပက္ခတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ၄သိန်းကျော်အထိတိုးလာနေပြီးစားဝတ်နေအကြက်တဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာမသိမ်းခင်ကရခိုင်မှာနေရစွန့်ခွာသူ3သိန်းကျော်လောက်သာရှိပြီးအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့တိုက်ပွဲတွေကြောင့်လူပေါင်း2သိန်း6သောင်းကျော်အထိထပ်တိုးလာတာဖြစ်ပါတယ်။အခုလိုနေရစွန့်ခွာသူတွေတိုးလာရတာဟာတိုက်ပွဲတွေပြင်းထန်မှုနဲ့အတူလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုကြောင့်ဖြစ်တယ်လို့ UNHCR ရဲ့ဩဂတ်စ်လ15ရက်မြန်မာနိုင်ငံအရေးပေါ်အခြေအနေသုံးသပ်ချက်အစီရင်ခံစာမှာဖော်ပြထားတာပါ။လက်ရှိနေရစွန့်ခွာနေရသူတွေဟာနေဆက်ရဆွေမျိုးအိမ်တွေနဲ့စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်နေရပြီးကုန်စည်နှုန်းမြင့်တက်တာကြောင့်စားဝတ်နေရေးခက်ခဲနေတဲ့အပြင်အလောက်ကိုင်းရှားပါတာတွေရင်ဆိုင်နေကြရတယ်လို့ UNHCR ကဆိုပါတယ်။ဒါအပြင်စခန်းတွေနေထိုင်ကြတဲ့စစ်ဘေးဒုက္ခသည်တွေအနေနဲ့အချိန်ကြာလာတဲ့အမျှငွေကြေးမလုံလောက်တာအရေးပေါ်အကူအညီထောက်ပံ့မှုတွေလိုအပ်နေဆဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ရေးပဋိပက္ခတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့နေရစွန့်ခွာထွက်ပြေးနေရသူ၄တန်းကျော်ထိရှိတယ်လို့ UNHCR ရဲ့စာရင်းမှာဖော်ပြထားပါတယ်။